အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နောက်ထပ် brand new တစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးသွားမှာပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီ Osu Vivo Volley ပေါ့နော် Osu laptop brand ကကျွန်တော်နောက်ပိုင်းကြိုက်မိတဲ့ brand တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ personal ပေါ့နော် personal ကြိုက်တဲ့ brand ပေါ့ okay ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ပေးရတဲ့ဈေးလေးနဲ့တန်လာတယ်လို့ထင်ရတယ်ပြီးတော့သုံးရတဲ့ feature တွေပေါ့နော်ကျွန်တော်တို့ brand ကဒီ feature တွေတော်တော်စုံလာတယ်ပေါ့နော်တော်တော်စုံလာပြီးပြပြပေးပေါ့နော် feature တွေစုံလာတာလည်းသဘောကျတယ်ပေးရတဲ့ဈေးနဲ့သုံးရတဲ့ feature တွေနဲ့လည်းမိုက်တယ်ပြီးရင် runny တွေလည်းမိုက်လာတယ်ပေါ့နော် Osu ကအဲ့တော့ကျွန်တော် Osu Vivo လေးတွေနောက်ပိုင်းသဘောကျလာတယ်ပြီးတော့ချိန်သွားတဲ့ design လေးလည်းပါတော့ပေါ့နော်ဒီ Osu ကကျတော့ design လေးတွေကဒီသူ series နဲ့သူ series နဲ့နည်းနည်းချိန်လာတော့အရင်လှလာတယ်ပေါ့နော်ဟေးအဲ့တော့ဒီကောင်လေးကတော့ကျွန်တော် Osu Vivo 15ပေါ့နော်M152Y လို့ခေါ်မှာပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကCPU လည်းသဘောကျလို့ပါ CPU ကတော့ AMD Ryzen 7 Chrome 900ကျော် series နဲ့လာမယ် DDR4 16GB ပါမယ် SSD 512ပါမယ် AMD Radeon graphic နဲ့ဖြစ်မှာပေါ့နော်အဲ့တော့ဒီကောင်လေးက design ပိုင်းလေးကတော့ Osu တွေကတော့လက်ရလေးတော့နည်းနည်းထင်တယ် design ပိုင်းလေးကတော့ကျွန်တော်တို့ဒီမှာဖောင်းကြွလေးဖြစ်သွားမယ်သူရဲ့ဒီဟိုဟာလေးပေါ့နော် Osu ရဲ့ Vivo logo လေးကဖောင်းကြလေးဖြစ်သွားမယ်အပားကတော့ဒီလောက်ပါပဲအပားကတော့မစိုးပါဘူးဒီဒဲတို့ဘာလို့လို့ပါပဲလှတယ်ပြီးရင်ဒီမှာသူရဲ့ဒီနောက်ပိုင်း feature လေးတွေတစ်ချက်ပြောပြမယ်ပေါ့နော်ပြောချင်တာကတော့အဲ့ဒီ battery ကလက်မှာ battery ကတင်လို့ဒီပေါ်မှာတင်လိုက်တဲ့အခါမှာ battery ကကေးပေတဲ့ကုတ်တင်တွေပါတယ်ပေါ့နော်အဲ့ feature တွေအောင်ကြိုက်တာလည်းပါပြီးကျွန်တော်တို့ဒီမှာ180ချိုးလို့ရမယ်ဒါမျိုး180ကျွန်တော်တို့ချိုးလို့ရမယ်ပေါ့နော်180ချိုးလို့ရတဲ့အတွက်ဟိုကိုကနေမှအလွယ်တကူဖွင့်ပိတ်တွေပါညာဆိုရင်ထောက်ကျိုးတာပါညာနည်းနည်းတက်တာပါမယ်ပေါ့နော်ပြီးရင် AI noise cancellation တွေပါမယ်ပြီးရင်Osu Wi-Fi master တွေပါမယ်ပြီးရင် military grade တွေရဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဒီ My Osu နဲ့ link လုပ်လို့ရတာတွေ physical worksheet တွေပြီးရင်mobile phone တွေနဲ့ key travel along တွေပြီးတော့ဒီ Arco Send တွေပေါ့နော်သူရဲ့ဒီ Osu support တွေအစားအကုန်လုံး feature တွေများတယ်ပေါ့နော် Osu ကအဲကြောင့်လည်းနောက်ပိုင်းတွေကောင်းတယ်ဒီကောင်လေးဆိုရင်တော့ဈေးကRyzen 7ကို900ကျော် series နဲ့သုံးရမယ်ဈေးကလည်း28သိန်းဝန်းကျင်ပဲဆိုတဲ့အတွက်ကတော့ရွေးချယ်တင်တယ်ပေါ့နော်ဒီ Osu ကြိုက်တဲ့လူတွေဆိုရင်တော့ကဲပေါ်လေးတွေကြည့်အောင်ပေါ်လေးတွေလည်းစုံပါတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ကHDMI Type C USB ဒီဘက်မှာတော့သူရဲ့ဒီ heat cool ထုတ်တဲ့ fan ရယ်ဟိုပါမှာပေါ့နော် USB တဘောရေးပါမှာပေါ့နော်ရှေ့ပိုင်းလေးမိုင်နော်ဘေးကနေပါတော့ပြောမနေတော့ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ CPU မြင်မြင် RAM များပြီးရင်ကျွန်တော် feature စုံစုံလေးဈေးသက်သက်နဲ့သုံးနေတယ်ဆိုရင်တော့ဒီ Osu တွေကိုကျွန်တော်ရွေးချယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်